Malashanko Simple Happiness အရင်က Malashanko ဆိုတာနှစ်ယောက်စားမှအရသာရှိရဲလို့ထင်ခဲ့တာအခုတယောက်တည်းစားတော့လည်းကောင်းတာပဲပြီးတော့ကိုကြိုက်တာရဲ့ကိုရွေးစားလို့ရတယ်တကယ်ချင်းနဲ့စားတော့လည်းပျော်စရာတော့ကောင်းပေမဲ့ငါအသားတွေရွေးစားခဲ့ဘူးလေသူတို့တွေငါ့ကိုတော်တော်စိတ်ပြတ်ပါပဲအခုတော့ငါထိုက်တဲ့နဲ့ပတ်စံပေးပြီးတော့ငါကြိုက်တာတွေပဲရွေးထည့်ပြီးတော့အကုန်လုံးငါစားလို့ရတယ်ပြီးတော့မာလာရှန်ကိုစားလို့ရှိရင်တောက်စရာလေးအဲ့လို tea Chinese tea ဖြစ်ဖြစ် watermelon drink ဖြစ်ဖြစ် winter melon drink ဖြစ်ဖြစ်အဲ့လိုဟာလေးပါမှကောင်းတာဒီခါတော့ပတ်စံချွေတာလိုက်မယ်လို့စဉ်းစားဒါပေမဲ့အေးမပါပဲဒီတိုင်းစားလိုက်ပြန်ရင်လည်းအဲ့ဒီလိုချင်တဲ့ satisfaction level ကိုမထိဘူးဆိုတော့ဟာနဲ့35ဘတ်ထဲဆိုပြီးတော့အေးတောက်လိုက် so perfect ရန်ကောင်းတယ်ကလောက်စားပြီးလိုက်တခါလက်ခုပ်ထားတီးကျင်ပြီးတော့ရှူကင်းလေးနဲ့အကြိုက်တယ်မလားရှန်ကောဆိုင်လေးမှာဒါပေမဲ့အရာတိုင်းကလေဟိုဘယ်လိုပြောမလဲ last day ပေါ့နော်အချိန်တိုင်းတာတစ်ခုရှိတယ်ဥရမလားရှန်ကောစားအနေနဲ့ပထမစားတော့ကကြတော့အရန်ကောင်းပြီးတော့အမြဲတမ်းစားကြည့်ဆိုင်နဲ့တဝက်လောက်ရောက်လာနည်းနည်းလေးလေးတာနောက်ဆုံးကုန်ကန်နေကြတော့ဟိုဘယ်လိုပြောရမလဲအစားကကြိုက်လုံးလို့ဟိုငါးမှာကြောက်တဲ့ဟာတွေကအခုအဲ့ဒါကိုကောင်းပြန်စားနေရတယ်ဟုတ်ပဲ happiness ဆိုတာလဲ long lasting ဖြစ်နေဖို့ဆိုတာကတော့သိတော့လဲဘာမှမကြောက်ဘူးလေနော်ရရတိုင်းကခဏနဲ့ပဲပျောက်သွားတာတွေပဲဆိုတော့ yeah I never expected my life to be like that အရင်ကနှစ်ယောက်ရှိနေတဲ့အချိန်တုန်းကဆို alone time ဆိုတာသိမရှိခဲ့ဘူးအဲ့လိုရှိရင်တော့မှအဲ့ဒီဟာကို enjoy လုပ်ရကောင်းမှလည်းသိမသိဘူးအဲ့တုန်းကကြတော့တယောက်တည်းချိန်ရလိုအပ်ပါလားဆိုတော့သတိမထားမိဘူးအခုတယောက်တည်းဖြစ်သွားတော့လေနှစ်ယောက်ရှိရင်ကောင်းမှာပဲဆိုပြီးတော့တွေးတဲ့အချိန်ကများတယ်ဟိုရှိနေတဲ့ဟာကို enjoy မလုပ်ဘူးကွာလက်ရှိရနေတဲ့ဟာကိုမကျေနပ်ဘူးအဲ့လိုမျိုးဆိုတော့ happiness ကဘယ်တော့မှကိုယ်နဲ့ကြနေမှာမဟုတ်မနေတော့လဲဘာဖြစ်လဲပေါ့နော်အဲ့ဒီဟာကိုလည်းလက်ခံရဒါတော့အခုအဆင်ပြေနေတော့မဟုတ်ဘူးပေါ့နော်အဲ့လိုမဟုတ်ရင်တော့အတွေးတွေဝင်လာရင် depress ဖြစ်တဲ့အခါကျရင်တော့အဲ့ဒီလိုအတွေးကောင်းလည်းမတွေးနိုင်တော့သူကစိတ်တက်ပဲကြာပြီခန်းထဲအခါမျိုးမထွက်ဘူးဖုန်းတွေပဲလှိမ့်သုံးဒီကပြဿနာဖုန်းတွေအများကြီးသုံးတာလည်းပါတယ်ဘာလို့ဆိုကိုနဲ့ရှိမဲ့တခြားကဘာတစ်ခုကအဲ့ screen တစ်ဖက်မှာပဲဆိုတော့ဘာပဲဖြစ်ဖြစ်ဖုန်းပဲကောက်ကြိုက်လိုက်မိတယ်လို့ဖြစ်နေရပါတော့ဒါပေမဲ့ I don't like the modern world I'm happy in my own world but ပတ်စံရှင်တော့လေ modern world မှာပြောဖို့ကောင်းတာပေါ့ဟုတ်တယ်မလားတုံးနိုင်ဖြုံးနိုင်ရင်တော့လေပတ်စံမရှိဘူးလားဆိုတော့လည်းမဟုတ်ပါဘူးရှိတော့လည်းရှိတယ်ဒါပေမဲ့ဒါမျိုးတွေသုံးဖို့အတွက်တော့မလုံလောက်နေဘူးမရှိနေဘူးဆိုတော့ဖြည်းဖြည်းချင်းတော့သူဖြစ်သွားလိမ့်ဟိုလိုချင်တဲ့ goal ကြီးကိုပဲကွာစိတ်ထဲမှာထားနေလို့ကတော့စိတ်ဟိုပူပန်ရတာစိတ်ညစ်တာပဲရှိမှာကွာအဲ့တော့ဒီ journey ကို enjoy လုပ်လိုက်သွားနေတဲ့လမ်းကိုပဲတစ်ချက် focus ထားပြီးတော့ပြောချက်ရှင်းပြောလိုက်စားချက်ရှင်းသွားလိုက်သွားချက်ရှင်းသွားလိုက်အဲ့လိုပဲဖြစ်သွားမှာပေါ့ you already know that the world is closed အဲ့ငါအမြဲတမ်းပြောကဘာကြီးကအပိတ်ကြီးဘလောက်ပဲဘသူတွေပဲဘလိုမျိုးအခြေအနေတွေပဲရနေပါစေကွာဒီဟာကြီးကနေပြေးမလို့ဘူးဒီအလုံးကြီးပဲကဘာကြီးကအလုံးကြီးပဲဆိုတော့ yeah အပိတ်ကြီးပဲဆိုတော့ရကြိုက်တဲ့လောက်လွတ်လပ်ဒါပေမဲ့မင်းကကြိုးတက်လန်းနေပဲ yeah then I am going to cafe I'm gonna read book but I bet I'm gonna read the book I'm not gonna use the phone and social medias I have to read the book I brought 5 books I have to read it okay just forget about everything from the screen world you have to stop it okay I love you Twitter you are doing
okay every day okay enjoy every of your moment tata